ဖို့ဒီရကိုဘတ်လောက်နေမှာဖို့ကြားမှာလမ်းနဲ့တိုက်နေကြတယ်ဒီနေရာလေးတော့ဝိုင်းမှာထပ်ပြီးနောက်တစ်ယောက်နော့ခွင့်ရတော့မှာကိုရတော့ပဲစင်းသွားဆိုတော့တော့နောက်ခွင့်တော့မရသေးဘူးထပ်ပြီးနောက်တစ်ယောက်နော့ confirm ရပါထပ်ပြီးနော့သွားခဲ့တယ် 2 man down ဒီလိုဒီနေရာကိုဒီနေရာမှာတေးရတဲ့ဒီကိုရနေကြမှာလို့ထပ်ပြီးကြည့်ရတယ်ကိုကြားတဲ့တိုက်ခင်နေကြရတယ်မှာဘာမှလုံးလုံးမရနေကြဘူးလုံးဝရပိန်းလိုက်ပြတ်ပြတ်ပြီးတော့ဝိုင်းရတိုက်နေကြတယ်မှာ confirm ရကိုထပ်ပြီးတွေ့လာခဲ့တယ်ကိုရတော့တော်ရတဲ့စင်းသွားနေကြတယ်လုံးဝပြီးတော့ဒီလိုတက်နေတော့ပါတယ်နောက်တက်ကျိုးပွိုင်းကိုထပ်ပြီးကောက်သွားခဲ့တယ်ဗျာဟုတ်ပါတယ်ခင်ဗျာကျွန်တော်တို့ YG player အတွက်ကတော့ 5K ဆိုတော့ match မှာတော့ကောင်းဆုံးတော့ပြန်တော့လုပ်ပြနေခဲ့ပြီ observation တွေအတွက်ကလည်းစမြင်တွေ့ရတဲ့အတိုင်းပဲကျွန်တော်တို့တောက်လျှောက် key တော့ရတော့ fan တော့ကောက်နေခဲ့ပြီ Phoenix ရဲ့ player တွေအတွက်ကိုလည်းပြန်ပြီးတော့ line လမ်းပြီးထိန်းတော့ပေးနေခဲ့တဲ့အခြေအနေတွေရမှာတော့ကျွန်တော်တို့ဟိုဘက်နောက်မှာကျွန်တော် over ဖြစ်ကျွန်တော်တို့ Etherax ဒီအောင်နေနေရောကျွန်တော်တို့ chill guy ဆို Phoenix ရဲ့ Simba Vein ဆိုတော့နေခဲ့တဲ့တစ်ချက်မှာတော့တခါတည်းအပါခေါ်ခင်ရမလားဆိုတော့စီပြန်စီးဖို့ကလည်းလွယ်မှာတော့မဟုတ်ဘူးဒီချိန်မှာ zone ကလည်း stage 5တိရောက်လာပြီ Daddy Gas အနေနဲ့ကတော့ Hope Portuguese နားတစ်ဝိုက်ကနေပဲသူ့အနေနဲ့ပြန်ပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့ကျွန်တော်တို့ပြောမယ်ဆိုထောက်ပေးဖို့တက်ကလည်းသိတော့မတွေ့တော့ဘူးလို့ပြောရင် zone ထဲဝင်ဖို့အတွက်တောင်အဆင်ပြေပါမလားလို့မေးနေရတော့မှတော့သူရတော့တဝက်ပဲကြံတော့မယ်လို့ပြောရင် Phoenix teammate တွေရေဦးကျွန်တော်တို့ပြဿနာတွေတက်နေခဲ့ပြီးနောက်ဆုံးကျွန်တော်တို့အဲ့ဘက်အချမ်းနေပါတယောက်တည်း survive လုပ်ပြီး zone ထဲပြေးဝင်ဖို့တက်ကတော့ဒီချိန်မှာလွယ်ကူတဲ့အခြေအနေတော့ရှိနေမှာတော့မဟုတ်တော့ဘူးလို့ပြောရင်ကျွန်တော်တို့လက်ရှိမှာသွေးတစ်စက်နေပဲတခါတည်းပဲရှေ့ဘက်က hype ကပြစ်ခတ်ပေးတဲ့ဒီအောက်မှာပဲတန်းပြောက်သွားခဲ့ပြီလေဖြစ်ပါတယ်ခင်ဗျာဒီကိုကျွန်တော်တို့ဒီဘက်ချမ်းမှာဒီလိုစေတွေ့မြင်နေရတဲ့အတိုင်းပဲ observation player တက်ကတော့ကျွန်တော်တို့လက်ရှိ kill enemy MSI teammate တွေရဲ့ပြစ်ခတ်ပေးတဲ့ဒီအောက်မှာပြန်ပြီးတော့ကျွန်တော်တို့ဆုံးသက်ခံလိုက်ရပြီဒီဘက်ချမ်းမှာတော့ Monboy ဒီယာတက်ကလည်းကျွန်တော်တို့4ရောက် 3k ရရှိထားမယ်ရှစ်သိမ်းမဲ့ကြံတော့မယ်ဆိုတော့ run point နဲ့စပြီးရလာခဲ့ပြီအထိပ်ပိုင်းတင်းနေရဲ့ကျွန်တော်တို့ပြစ်ခတ်ပေးနေမှုတွေကြားတယ်လို့အပေါ်ပိုင်းတင်းနေ survive ဖြစ်နေရတော့နေလီတော့ကျွန်တော်တို့ကိုယ်ပြောစရာတော့မကောင်းဘူးနော်ဘာလို့လဲဆိုတော့တွေ့ရတဲ့အတိုင်းပဲအပေါ်ပိုင်းတင်းနေ survive ဖြစ်နေလေလေဒီကနေ့တော့ရမယ်ဆိုရင်အမှတ်တွေရမယ်ဆိုရင်တော့မှကျွန်တော်တို့ပြောမယ်ဆို run နေ live မိဖို့တော့ကနေငယ်ဝေးကွာမှုလေးတော့ရှိနေအောင်ပါပဲဆိုတော့ဒီချိန်မှာမြန်မာအသင်းက2သိန်းတော့ကျန်နေသေးတယ် observation ၄ရောက်တော့ထပ်ပြီးရရှိနေအောင်ပဲတစ်ချက်မှာ YG အနေနဲ့ကလည်းကျွန်တော်2 man live ဆိုတော့ကျွန်တော်တို့ KM များသောတော့လက်ရှိမှာ YG တော့ဖြစ်နေခဲ့တယ်ဆိုပေမဲ့သူတို့2 man နဲ့ကျန်တော့တာတော့နည်းလေးထပ်ပြီးတော့ထိန်းစောနိုင်မလားဆိုတော့ကတော့ဆက်လက်ပြီးစောင့်ကြည့်ရအောင်ပဲပုံစံတစ်ခုတည်းရောက်ရှိသွားခဲ့ပြီးကျွန်တော်တို့ SKC ကျွန်တော် Panda 9ဒီဘတ်နဲ့ Judy Rofi လုံးတော့ကတော့ကျွန်တော်ဒီကဘူကီဒီရောက်နေနေရလေ Etherax တစ်ခါပြီးတဲ့ဒီအောက်မှာ knock သွားပြီဟိုးမပေးပါပဲတယ်လီဗီထွက်လာတဲ့ player တယောက်ကိုလိုက်လိုက်ပြီးပြစ်ခတ်ပေးနေခဲ့ပြီ Adra player တော့ကတော့ Shin အချိန်မဲ့ကားလေးနောက်မှာကာဗလီပြင်ထားနေခဲ့ပြီ SKC တမိတ်ရှိရဘက်ကိုမပေးမရှော့ဝင်းနေတူဒီကတော့တဝက်ထီတော့ယော့နေခဲ့ပြီဇုံကလည်းလာနေခဲ့တဲ့ချက်သူထပြီးတီးလို့ကလည်းမရဘူးထပြင်းနေ OF ကောမီနာ SKC ရောဝိုင်းပြစ်ခံရမယ်အနေထားဖြစ်နေတဲ့အတွက်ကြောင့် Adra ရဲ့နောက်ဆုံးသော player တယောက်ဖြစ်တဲ့ Shin လူများဆက်ပြီးရရွှေ့မလဲလွယ်တော့မလွယ်တော့ဘူးဗျဒီတိုင်းဆိုပြတ်ဖို့တော့ပို့ပြီးတော့အခွင့်အရေးတွေများနေခဲ့ပြီနိုင်တယောက်နေရလေသူရထားတဲ့ point လေးရတယ်မြန်မကခုနရှင်းနေခဲ့တဲ့ point ကိုဗနေတွေတစ်လုံးတစ်လုံးထပ်မှန်ပြီးချော်တဲ့ကျေးချပေးဖို့တော်ပြင်ဆင်ထားနေခဲ့ပြီဖြစ်ပါတယ်ဗျာတော့ပြောဒီဘက်ကနေ OF ရတယ်သူတို့ဒီဘက်ချမ်းမှာရှိနေခဲ့တဲ့ပြီးနေခဲ့တဲ့အတင်းဘက်ကလမ်းပြီးထိုင် press တော့လမ်းပြီးလောက်နေလောတော့မှ Adra စပြီးတယောက်ကတော့နောက်ပေးထားခဲ့လိုက်ဒီကြားမှာပုံစင်းပြီးတော့ပြန်ပြီးပြစ်ထားခဲ့တဲ့ဆိုပေမဲ့ဒီနေရာမှာသူ့ကိုကယ်လို့ရဖို့တော့တဲတော့စူးစမ်းနေခဲ့တဲ့အနေထားတစ်ခုဖဲတယ်တပိတ်တယောက်ကိုပြန်ပြီးကယ်ခွင့်ရနေသေးနေမှာပဲပေါ်ဘက်ကနေထပ်ပြီးတိုးလာခွင့်ရနေခဲ့မှာလား OF ဒီဘက်ကနေတိုးလာမျိုးမလုပ်တော့ Rock တို့ဘာလို့ရောသူတို့ပြန်ပြီးဇုံဆက်ကနေပြန်ပိတ်ပြီးထောက်ဖို့တဲ့ပြန်စဉ်းစားတာလားတော့မသိဘူးဗျတကားတို့ဘာလို့နည်းနည်းလေးပြန်ပတ်ပြီးတိုးလာနေခဲ့တဲ့အပေါ်မှာရှိနေခဲ့တဲ့ MSI တွေဘက်က Claudio ဘက်ကလည်း damage ကိုပေးထားခဲ့တယ်ပဲ OV ဘက်ကလည်းလမ်းပြီးပြစ်ချမှုတွေကြားမှာ Claudio knock သွားခဲ့ပြီ Chill guy knock နေခဲ့တော့ပြန်ပြီးကယ်ခွင့်ရဖို့တော့ OV ဘက်ကလည်း back ကနေရောက်လာနေခဲ့တယ်မှာဘလုံးမ MSI တွေ survive ကောဖြစ်လို့ရပါမလားနည်းလေးကြားတော့ညက်နေခဲ့ချိန်သားတစ်ခုမှာပြောင်းလဲလာနေခဲ့ MSI နောက်တစ်ယောက်ထက်တော့ every ဒီနေရာမှာပြန်ပြီးစပြီးတော့ hold နေကြတယ် last moment ပြောင်းနေခဲ့တယ် hold နေခဲ့တယ်ဘာမှလုံးလို့မရနေခဲ့ချိန်သားတစ်ခု bro နဲ့စပြီးစိတ်ဝတ်တဲ့မှာပြင်ဆင်နေခဲ့တယ်မှာရှေ့ဘက်ကတိုးလာနေခဲ့ဖို့ကစင်နေခဲ့ပုံစံမျိုးလည်းရှိနေသေးတယ်မှာFV ဆက်ပြီးသူဘာများလောက်ခွင့်ရမလဲအပေါ်ဘက်တွေမှာပြင်ပြထိန်းနေကြတဲ့ပုံစံမျိုးတွေနေထားတဲ့ကလုံးဘက်ကနေမထပ်ပြီးဆက်ပြီးရတော့ရွှေ့နေခဲ့တယ်မှာညာဘက်ချမ်းနေမှာဆိုတော့ OFA ဘက်ကနေကာကာတို့သူတို့ဆက်ပြီးဒီနေရာတွေကလုံးဘယ်လောက်ထိမှာပြင်ပြီးထိန်းဖို့တွေလောက်ကြအောင်မလဲလို့ပဲကျွန်တော်ကြည့်နေမှာ OF တွေနေရာဆက်ပြီးရနေသေးတယ် MSI အမှတ်တွေဆက်ပြီးစေးဖို့တွေပြင်ဆင်နေသေးတယ်ဒီကြားမှာ last one ပဲကျန်နေခဲ့တဲ့ FV တယောက်ကတော့ဆက်ပြီးရွှေ့ဖို့တွေမှာပြင်ဆင်နေခဲ့ Stay Cloud တယောက်ကလည်း Ida တယောက်ကထပ်ပြီးလက်ပြီး knock ချပေးလာခဲ့တယ်လို့ YG ဘက်ကနေမာနတယောက်ကထပ်မှပြီးပြင်ပြီး knock ခင်ထားခဲ့တယ် YG နေနဲ့ပြောမှဆိုတော့ OV
နဲ့ဒီက OF ကြောက်ပေါ်ပြီးညက်နေခဲ့ပြီလားဆိုတော့ကျွန်တော်ကြည့်နေခဲ့တယ်မှာ240တက်ပြီးတော့ high နဲ့ battery ရေးဆိုင်မှုတွေတွေ့နေရနေဒီတောက်လျှောက်ကိုပြသွေးပေးနေလေနေတွေမကွဲနေခဲ့တဲ့နေတွေကြာဂျိုင်းနေတော့မရောက်ပါဘူးတော့မျောလေးတယ်လို့မပြောရင်းနဲ့မကောင်းဘူးလိုလာတဲ့နေလုံး Presso 2 man down ဝင်လာခဲ့တယ်ဒီရတယ်ခုလို right man နောက်တစ်နေ့ဒီမှာထပ်ပြီးပြစ်ပေးနေခဲ့တယ်မှာတော့ဝိုင်းကောင်းမလို့ဆက်ပြီးစိတ်ဖို့တလုံးနေခဲ့နေရအကုန်လုံးကဒီနေရာလေးမှာဂျိုင်းနေမှာပုံပုံနေခဲ့ဘူးဒီတရားဆက်ပြီးမှာ Joey spray နေခဲ့တယ်မှာခါပဲကပ်ပြီးစုံသက်ခံတာကြီးရတယ်မှာ high ရဲ့လောက်ပါပေးမယ်လို့ play time တွေကြားရမှာပဲကောင်းလို့မထိုင်ပြီးသွားခဲ့လို့ပြောရမှာ ဟုတ်ပါတယ်ဒီနေ့မှာကျွန်တော်9သိန်းမဲ့ကျန်တော့မယ် player remaining 16ယောက်ရှိနေခဲ့တဲ့ပုံစံတွေရမှာတော့ chill guy high အမေဒီတွေ့ရတဲ့ battery back over လိုက်ပြီးတော့ထောက်ပေးဖို့လုပ်နေခဲ့ပြန်နေတကယ်ကိုကျွန်တော်တို့ကျန်နေခဲ့တဲ့လက်ရှိ player point နေရမှာတော့ကျွန်တော် high တင်နေရလဲ3ယောက်ရှိနေပြီစစ်ကြီးတော့ရရှိထားနေခဲ့မယ် SKC တရားထက်ကလည်းကျွန်တော်3 man နေနောက်မှာတစ်လုံးပြီးတစ်လုံးပြန်တော့ကျဲချပေးနေခဲ့အဲ့တစ်လုံးကကွက်တီမတော့ပြီ90ရောက် YG Sigla နေတစ်လုံးအောက်မနော့သွားခဲ့ပြီရှေးဘက်ကကျွန်တော်တို့ SKC အတွက်ကလည်း2 man down Molly damage ရှိကြိုင်းမှာ knock နေခဲ့တဲ့တယောက်ကတော့ပြန်ဆေးမမိပါမလားသူရောတော်တော်လေးကားနေပြီ Smokey ပဲခင်းထားခဲ့ပြီ Rofi နောက်ဘက်ကကျွန်တော် OFD ပထက်ပြီးရောက်လာခဲ့ပြီ switch ချင်းနေပြစ်နေတဲ့အတွက်ကြောင့်တော့တကယ်ပြောရမယ်ဆိုရင် SKC ဂျာညက်ပြီးတော့ပြစ်မခံရခင်မှာပဲ YG တွေဘက်ကတော့ OFD ကရင်ထောက်နေခဲ့တာဗျအဲ့တော့ပြောရင်းနဲ့ကျွန်တော် Panda ကို K တော့စတင်ပြီးရရှိထားခဲ့ပြန်ပြီဘက်ချမ်းပါလေကျန်နေခဲ့ကျွန်တော် OF ရဲ့ legend player တွေခက်ခါလေကျွန်တော်4ယောက်လုံးပြန်ပြီးတော့ light ထိန်းထားနေခဲ့ပြီ Rofi နိုင်တို့ရှိနေခဲ့တဲ့ point တွေ back over လှမ်းပြီး aim ထားနေခဲ့ပြီ Sigla ပြစ်ခတ်ပေးနေမှုတွေအောက်မှာ Spyro အဲ့တော့မတန်းပြီးတော့ ဘက်ချမ်းနေလည်းနောက်ကနေဝင်ရောက်ပြစ်ခတ်ပေးနေခဲ့တဲ့ Kaka aim တဲ့ဒီအောက်မှာနောက်တစ်ယောက်ပဲ tap ပြီးတော့ နော်နေ OF က2 special ace လည်းပေးရပြီSpyro either a ကိုပတ်ထန်တော့သွားခဲ့ပြီ observation ကဘေးဘက်မှာ double pressure ဝင်ပေးတာတကယ်ကိုအချင်းကြီး YG တော့ကောင်းသွားခဲ့ပြီဒီဘက်ချမ်းနေလေနေတော့ပဲတိုးလာခဲ့တဲ့အချင်းတွေမ chill guy on နောက်တစ်ယောက်ပတ်ထပ်ပြီးတော့ down နဲ့ backup တွေလိုးလာပြီ knock နေခဲ့တဲ့ player တွေမှာပြန်ပြီးတော့ပေးထားခဲ့ရတယ်ဆိုမှနောက်တဲ့နေ့ဒီနဲ့ပတ်ထပ်မှ pick up လုပ်နေခဲ့ပြီ kid ကနောက်ဆုံးချမ်းနေတဲ့တစ်ချက်မှာတော့ဟွာခဲ့တယ်ပြန်ပြီးတော့ non ရဲ့2ယောက်လုံးမှာ save ခွင့်တွေရရှိသွားခဲ့ပြီ YG လည်း2ယောက်တော့ချန်နေအောင်မယ်လို့ပြောရင်ကျွန်တော် observation ကလည်း3ယောက် high ပြီးတော့ကလည်း3ယောက်ဆိုတော့ဒီမှာအသင်းနဲ့3လုံးတော့ကတော့ခွင့်ရတော့ထပ်ပြီးတော့ချန်နေအောင်မယ်ဗျာပြောပြဒီဘက်မှာအဓိက high နဲ့ဟိုနဲ့အဓိကပြန်ပြီးပေးတွေးလိုက်ဖို့တော့လိုရတယ် YG နေနဲ့မဟုတ်ဘူးဆိုရင်ဒီဘက်သူတို့တွေနဲ့တွားပြီးညှိနေမှာဆို high တက်ကတော်တော်ကြီးကောင်းသွားနေခဲ့ပဲနေထားတစ်ခုလို့ပြောလို့ရခြေထားတစ်ခုပြောတော့ကွာဆက်ပြီးတော့ဒီ high ကနေနေဖြန့်ပြီးတော့တိုးတဲ့ပုံစံမျိုးတွေအနေနဲ့ tight တော့ဖြစ်တယ်နော်ဟုတ်တယ်တွေ့လောက်တော်တော်ကြီးချက်တယ်ဘာလို့လဲဆိုတော့အဓိကကြည့်လိုက်အပေါ်ဘက်ချမ်းနေမှာသူတို့ YG ဘက်ကဟိုးရာတွေမရှိနေခဲ့ဘူးအောက်ဘက်ဂျိုင်းထဲမှာသူတို့ဆက်ပြီးရွှေ့ဖို့တက်ပြီးပြင်ဆင်အောင်မယ်ဆိုရင်တော့အပေါ်ဘက်ကနေ OV ကဖတ်ပြီးကြည့်ရတယ် open ညပြောတော့မရှိသေး high နဲ့ OV နဲ့ပွားပြီးညှိထားခဲ့လိုက်ပြီးပြီးတော့ YG အချိန်တွေပို့ပြီးတော့ကောင်းလာနေခဲ့ပြီလားဆက်ပြီးရွှေ့ခွင့်တွေရအောင်ပါလား Presso အနေနဲ့ပါဒီဘက်အောက်ဘက်မရှိမလားဆိုပြီးနေပြီးပတ်ပြီးထိန်းနေခဲ့မှာ smoke တွေခင်းလာခဲ့ဒီဘက်နားတွေမှာ Nate လုံးထပ်ပြီးတော့ character ခဲ့တယ်စိတ်ကောက်ရောက်နေဆိုတော့နေတော့တော့ကြားလာခဲ့တဲ့ပုံစံမျိုးကြားရတယ်ဒီဘက်ကတာပြီးကောင်းနေပဲဒီတော့ပဲ Presso အမြင်တော့ပြီးလာခဲ့တယ်ကိရိယာဖြန်ထားခဲ့မှုရဲ့ position ရတကယ်ကိုကောင်းဖို့လိုနေခဲ့တယ်နောက်တစ်နေ့ဒီမှာဆက်ပြီးလိုက်လာခဲ့တော့ OV လောက်ရှားမှုတွေထပ်ပြီးလောက်ပြနေခဲ့ပြီထပ်ပြီးလက်ရွှေ့နေခဲ့တယ်မှာနေ position ချိန်ပြီးတော့တိုးလာနေခဲ့တယ်မှာဒီဘက်ချောင်းတော့ပွားပြီးတိုးပြီးထောက်လိုက်ပါလားလို့ဦးမျိုးနေ ဟို guy လမ်းမနေပြီးရှော့ပဲလို့ပါပါဆက်ပြီးဘာနဲ့ပြေလို့ ဘုံကြောင့်ဟိုဘက်မှာ စီကလောက်ကျော်ချီကကပြန်ပြီးပြထားခဲ့တယ်မြန်မာတစ်ရက်နောက်ဆုံးမှဖြစ်လို့ရတယ်ဟာဘလို့ဖြစ်ဒီပြောနေတဲ့အချိန်တော့မှကျွန်တော်ဒီမှာကြံနေခဲ့တာဆိုလို့ high လေကျွန်တော်ဒီမှာအခု OV မိုင်း2ယောက်ပဲပြီးတော့ကျွန်တော်ဒီမှာ 10 minutes 1 man 2ယောက်ပဲ222ဆိုတဲ့ data တခုမှာ222မှာတို့တွေဘယ်လိုမျိုး study တဲ့ရေးဆိုင်မှုတွေတွေ့ရအောင်ပါလေ right man တို့နေမှာ ship မှာတိုးလာခဲ့ပြစ်နေခဲ့တယ်မှာ OV ဒီဘက် overjine လေးမှာပြန်ပြီးတော့ hold နေခဲ့ဆို high ဒီဘက်ကနေဆိုလဲ YG ရှိနေခဲ့တဲ့ position နဲ့တော့ရိမ့်မီတာတီထားခဲ့တဲ့ data တခုဖြစ်နေခဲ့တယ်မှာ YG နဲ့ smoke ကလည်းတလုံးပဲကြံတော့ရဗျဒီတော့တို့တွေရဲ့ဟိုဘက်ဘိညာဘကောလောပတ်ပတ်လေးရိုက်ကြမဲ့ data တခုကတော့ပြန်ပြီးနေတော့ tight တော့ဖြစ်လာခဲ့တဲ့ပုံစံမျိုးတွေမှာဘယ်လိုမျိုးထပ်ပြီးပြန်ပြီးတိုးဖို့တဲ့ပြင်ဆင်အောင်ပါလေဆိုတော့ကျွန်တော်ကြည့်ရမှာတော့ပဲဟုတ်ပါတယ်။ရေကျွန်တော်တို့ YG player တွေတက်ကတော့2ယောက်တော့ချန်နေခဲ့ပြီး OV 2ယောက်နဲ့ high player တွေတက်ကလည်း2ယောက်ပြန်လာတဲ့ပုံစံရ high ကပို့ပြီးတော့အသာစီးရရှိနေခဲ့တဲ့အခြေအနေမျိုးဖြစ်နေခဲ့ပြီးနောက်တစ်စုံ stage 9လုံးဝပျောက်တင်မဲ့နေထားမှာဘယ်အသင်းရဲ့အားသာချက်တွေဖြစ်သွားအောင်လဲ YG တော်တော်လေးတော့ကြက်တဲနေခဲ့တဲ့အသင်းကတော့သူတို့အသင်းဖြစ်နေခဲ့တဲ့ပုံစံမှာ OV ကလည်းနောက်ကနေလုံးဝချုံမပေးသေးဘူး။သူတို့လုံးဝရရင်ရတယ်လို့ပဲ prone to prone နဲ့ပဲဖြန့်ခွဲပြီး light တော့ထောက်ပေးနေခဲ့တာ utility ဘိုင်းမှာဆိုရင်တော့ hive ကအများကြီးကျန်သေးတယ်။ နေ၄လုံး smoke 3လုံးနဲ့တူတူ molly တစ်လုံးတော့ရှိနေသေးတာသူတို့ utility လက်ရှိကျန်နေရနေထားပို့ပြီးတော့ကျွန်တော်တို့ဒါပြောရမယ်ဆိုရင်တည့်ရဲ့အတိုင်း close range battle မတိုင်ခင်မှာထူပြီးတော့နေနေတဲ့ pre nade တွေကျဲပြီးတော့ဒုက္ခတွေကောင်းကောင်းကြီးပေးလို့ရမယ်အနေထားတစ်ခုတော့
ပိုင်ဆိုင်ထားခဲ့တာကတော့ကျွန်တော်တို့ hive တွေပဲဖြစ်ပါတယ်ဆိုတော့ chicken နဲ့ ray ရပြန်ပြီးကြည့်ရမယ်ဆိုရင်လည်း30ကျော်ရည်ပဲဒါပြန်လည်းရရှိထားနေခဲ့ပြီးကားလေးနဲ့ cover လုပ်ပြီးထိန်းထားတဲ့ save cloud ကြောလဲလုံအောင်ပြန်ပြီးတော့လုံးဝတောက်လျှောက်ပြန်ကြည့်နေခဲ့တဲ့အနေထားတွေမှာ OVR လည်းအတင်းတော့ကျွန်တော်တို့ပြေးတက်လာတဲ့မျိုးကြီးမလှုပ်ထားဘူးဆိုတော့ဒီ hive ဒီဘက်ကိုလည်းသတိထားနေခဲ့ရပြီး3သင်းဖက်လေ3မွင့်ဆိုင်ဟိုဘက်ဒီဘက်ကျွန်တော်တို့အပြန်လည်ကြည့်နေရ2သင်းလုံးဒါပြောမယ်ဆိုရင်ရှေ့ဘက်ကအတင်းနဲ့ကြည့်ရတယ်ဘေးဘက်ကအတင်းကိုလည်းပြန်ကြည့်နေရတဲ့အနေထားမျိုးမှာ3သင်းလုံးကတော့အဲ့လောက်ကြီးကျွန်တော်တို့ဒါယာနေရဲ့အနေထားမျိုးမဟုတ်ဘူး hive ကဘေးဘက် YG ဘက်ကရွှေ့ရင်တိတ်ချင်းကြီးမကောင်းဆိုတော့ဒီရင်အဲ့နောက်မှာတစ်ဖက်လက်ရှိရထားတဲ့ position လေးဘက်ကနေပဲနည်းနည်းလေး range တရောက်နေနေရအတင်းနဲ့ိုးနေခဲ့တဲ့ point တွေကိုကားနဲ့လိုက်ပြီးတော့ကျွန်တော်တို့ position check ပြီးပြီး right mode ကနောက်ကနေ backup ထောက်ပြီးမယ်ဆိုရဲကျွန်တော်ပုံစံ play style တစ်ခုတော့ပြန်ပြီးတော့ဖန်တီးထားတော့လည်းဖြစ်ပါတယ်ဗျာဒီကခုပြောနေတဲ့အချိန်တွေမှာပဲကျွန်တော်တို့မှာ OVA တွေကစရှေ့ဘက်တွေထပ်ပြီးတိုးလာနေကြမှာ range Ryman တို့နေနေဆိုတော့တို့ရဲ့ဒီဘက် channel တွေမှာပြန်ပြီးတိုးတက်လာပြီး peak mode တက်ပြင်ဆင်နေခဲ့ဆိုပေမဲ့ chill guy တို့ကျွန်တော်တို့မှာ kit တော့တို့ပြန်ပြီးဒီနားလေးတစ်ဝိုက်ကနေမှာပြန်ပြီးရှေ့ဘက်ကိုထပ်ပြီးတိုးလာနေခဲ့မှာလားဘာမှတော့ပြောပါစို့ဒီပွဲကစောင့်မရမယ့်ပွဲကြီးနော်ဟုတ်လေလိုချင်တော့စောင့်အောင်ပါလားဟုတ်တယ်မလားဒါပေါ့လိုချင်စောင့်ပါနော်သင်ခုတော့ပေးရမှာချင်းခရပေးရပါဟုတ်ပါရောအဖြေတော့အဖြေရဖို့တက်လမ်းကြောင်းမှာပေါ့နော်ဖြေရဖို့တက်ဒီလိုပါပဲလိုပါပဲနော်အိမ်မမဖို့ပဲအရေးကြီးတယ်ဒီအခုပြောနေတဲ့အချိန်တွေမှာပဲပြောရမယ် race တွေတွေကသူတို့ဆက်ပြီးတော့ပြန်လဲပြီးတော့ကွဲပြီးရွှေ့နေကြတယ်မှာဘေးဘက်ကနေပြန်ပြီးတိုးလာခဲ့ဖို့ပြင်ဆင်နေခဲ့ပြီ kid ဒီမှာ now to nate low လမ်းပြပြချပေးနေခဲ့ ratio ကျွန်တော် Ryman တို့ရှိနေခဲ့တဲ့ point တခုဆက်ပြီးတော့ရွှေ့လို့ရမရတယ်ကောင်းတော့ပြန်ပြီးရွှေ့နေခဲ့တယ်မှာဒီဘက်ကနေပဲပြန်ပြီးတော့ pro တော့ကပ်ပြီးတိုးလာနေခဲ့ပြီအပေါ်မှာရှိနေခဲ့တဲ့ back chain Ryman တို့ရဲ့ position တခု ratio ပြန်ပြီးရှိနေခဲ့တဲ့ point လေးတခုဘက်ကမှထပ်ပြီးတိုးလာနေခဲ့တယ်မှာဒီသားလေးမှာ pro ပြီးတော့ left mirror sound နေခဲ့ပြီ range ရောက်ထပ်ပြီးတိုးပြီးပြီးလာခဲ့ပြီးပြင်နေခဲ့မှာ Ryman တို့ ratio position ဒီထပ်ပြီးလာပြီးတိုးပြီးဖို့တက်ပြင်နေတော့မှာပဲ kid ရဲ့ position တော့တိလာခဲ့တယ်ညက်တီထဲမှာလိုက်ပြီးတော့ရှာဖွေနေရဆိုပေမဲ့နည်းနည်းလေးတော့လွဲချော်မှုလေးရှိနေခဲ့တယ်မှာတော့ ratio နဲ့ပြန်ပြီး pro နေခဲ့ပြီ nature လမ်းပြစ်တဲ့ beta ခဲ့တယ် kid စီရောကြာလာနေခဲ့တဲ့ဆိုပေမဲ့ kid တွေလုံးဝတောင်လေးကိုကပ်ပြီးဆက်ပြီးစစ်တာတော့မှမတွေ့သွားခဲ့ပြီ kid ကိုပါပြီးထိသွားပြီဆိုတော့တမ်းပြီးတော့ not ချပေးတာခဲ့တယ်မတခါပဲအပါထဲမှာခေါ်နေခဲ့သူတော့ဘေးမှာ chill guy တယောက်ကလည်းဆက်ပြီးတော့ hold နေကြတော့မယ်ကောင်းတော့ပြန်ပြီးတော့ခွဲပြီးတော့ hold နေကြတဲ့ position ကိုလို့ရဲ့ tap ပြီးတော့ shoot နဲ့ပြင်နေကြတယ်မှာမာနတယောက်ကိုရတော့ not ပေးလိုက်ပြီးနောက်တစ်ယောက်ရှိနေတယ်နော် P90 နဲ့တက်ပြီးတော့ flat ချပေးတာခဲ့တယ် winner chicken dinner ဒုတိယခွင့်ပွဲမှာတော့ကျွန်တော်တို့ Young Athletic ကိုအကောင်းဆုံးပဲဖန်တီးသွားခဲ့ပြီလို့ပြောရမှာလို့ဗျာဟုတ်ပါတယ်ခင်ဗျာအကောင်းဆုံးနေကျွန်တော်